လူမိုက်ခေါင်းဆောင်ကမိန်းကလေးလေပင်ကိုညှစ်ထားပြီးချမ်းသခင်လေးသဘောကျတာကံကောင်းတာပဲလို့ဒေါသတကြီးချင်းချောက်နေပါတယ်မင်းတို့ငါ့ကိုထိရရင်ငါအကူကမင်းတို့ကိုအလွတ်ပေးမှာမဟုတ်ဘူးလူမိုက်ကမိန်းကလေးရဲ့စကားကိုလှောင်ပြောင်ရီမောလိုက်ပြီးသူ့ကိုဒီကိုရောက်လာရင်တော့တခါတည်းအယိုးပါချိုးပြက်မယ်လို့ကြုံဝါနေခဲ့ပါတယ်အဲ့ဒီချိန်မှာအဖေဖြစ်သူကတမျက်စီးတစ်ချောင်းကိုကင်ဆွဲပြီးပြေးထွက်လာကသူ့သမီးလေးနဲ့အိမ်ကိုမဖြတ်စီးဖို့အသေးအတန်တားဆီးပါတော့တယ်လူမိုက်ခေါင်းဆောင်ကအဖိုးကြီးလေပင်ကိုဆွဲမပြီးချမ်းသခင်လေးဒီမြေမျက်စိကျတာမင်းတို့မျိုးရိုးအတွက်ကုသိုလ်ပဲလို့ရိုင်းဆိုင်စွာပြောလိုက်ပါတယ်ဒီလိုကံကောင်းခြင်းမျိုးကိုငါမလိုချင်ဘူးငါမြေကွက်ကိုမင်းတို့စီဘယ်တော့မှလက်မှတ်ထိုးမပေးနိုင်ဘူးဒေါသထွက်တဲ့လူမိုက်ကအဖေကြီးကိုနေရန်စီတွန်းပစ်လိုက်လို့မြေပေါ်လဲကျပြီးပါဇက်ကနေသွေးတွေအန်ထွက်လာခဲ့ပါတယ်လူမိုက်တွေကမြေတုဆက်ကြီးကိုမောင်းနှင်ပြီးဘိုးဘွားပိုင်အိမ်ဟောင်းကြီးကိုစတင်ဖြိုချဖျက်ဆီးကတုတ်တားလက်နက်တွေနဲ့ရိုက်ခွဲဖျက်ဆီးနေကြပါတယ်မင်းတို့အားလုံးချက်ချင်းလက်ရက်လိုက်ကြစမ်းအခုချက်ချင်းရက်လိုက်ကြစမ်းစစ်မြေပြင်ကနေပြန်လည်ရောက်ရှိလာတဲ့တားဖြစ်သူရဲ့အော်ဟစ်တန်ကိုကြားတော့လူမိုက်တွေကအထင်သေးစွာနဲ့ဘဲအကောင်လဲဆိုပြီးလှောင်ပြောင်ရေမောလိုက်ပါတယ်။တရားပြင်းထန်စွာရထားတဲ့အဖေဖြစ်သူရဲ့ဘေးနားကိုတားဖြစ်သူကအမြန်ပြေးသွားပြီးဖခင်ကိုထူမကသူ့ရဲ့နာမည်ကိုခေါ်ရင်းစိတ်ပူပန်စွာကြည့်ရှုလိုက်ပါတယ်။တားလေးပြန်ရောက်လာပြီလားညီမလေးရှောင်းရှောင်းကိုမြန်သွားခဲ့ပါအောင်ချမ်းသခင်လေးကသူ့ကိုဖမ်းခေါ်သွားပြီ။ချမ်းမိသားစုကမြေကွက်ကိုအတင်းလူယူဖို့လူမိုက်တွေလှုပ်ကာအိမ်ကိုဖျက်ဆီးပြီးသမီးလေးကိုအတင်းအဓမ္မဗီလာစီဖမ်းဆီးခေါ်ဆောင်သွားတဲ့အကြောင်းပြောပြနေပါတယ်။အဖေစကားကိုကြားပြီးတော့တားဖြစ်သူမျက်လုံးနဲ့ဒေါသမီးတွေတောက်လာပြီးလူမိုက်တွေစီဖြည်းဖြည်းချင်းရှောက်လာပါတော့တယ်။ငါရဲ့မိသားစုကိုထိပါစော်ကားတဲ့သူဘသူမဆိုတေတံပဲကြခံရမယ်။ကြောက်မက်ဖွယ်ကောင်းတဲ့အရှိန်ဝါကြောင့်မြေပြင်ပေါ်ကဖုံမုတ်တွေလွင့်ပြန်သွားပြီးလူမိုက်တွေအားလုံးအထိတ်တလန့်နဲ့ခြေလမ်းတွေနောက်ဆုတ်သွားကြပါတယ်။ငကားဘရင်ကလူမိုက်ခေါင်းဆောင်ရဲ့လေပင်ကိုလျှက်တစ်ပြက်ဖမ်းဆုပ်ကင်မြှောက်လိုက်ပြီးချမ်းသခင်လေးရဲ့ဗီလာဘဲမှာလဲဆိုတာကိုချင်းချောက်မေးမြန်းလိုက်ပါတယ်။လိပ်စာတိရနဲ့ခေါင်းဆောင်ကိုအပေါ်ပြစ်မြှောက်လိုက်ရာမီတာရာချီလွင့်ထွက်ပြီးမြေပေါ်ပြင်းပြင်းထန်ထန်ကျိုးကျသွားပါတော့တယ်။ငကားဘရင်ကအပေါ်မော့ကြည့်ပြီးတပ်ဖွဲ့တွေကိုဆင့်ခေါ်လိုက်တာကြောင့်မိုးကြိုးလျက်စီတွေတလက်လက်လက်လာခဲ့ပါတယ်။စက္ကန့်ပိုင်းအတွင်းမှာပဲယူနီဖောင်းနဲ့ဝတ်ထားတဲ့ထောင်ချီတဲ့စစ်တီတွေဟာရက်ွက်တစ်ခုလုံးကိုဝင်ရောက်နေရယူလိုက်ပါတယ်။စစ်တီတော်အားလုံးကငကားဘရင်ရဲ့ရှေးမောင်မှာတညီတညွတ်တဲ့ဒူးထောက်အယိုသေးပေးလိုက်ကြပြီးအမိန်ပေးဖို့အသင့်ဆောင်ဆိုင်နေကြပါတယ်။ဒီကောင်ရဲ့လက်ချီတွေကိုချိုးဖျက်ပြီးခွေကျွေးပစ်လိုက်ကြစမ်းငကားဘရင်တစိပ်ပြားကိုထုတ်ပေါ်ပြတာကအာရှတိုက်တစ်ခုလုံးကသတင်းကွန်ရက်ကိုအသုံးပြုပြီးချမ်းမီသားစုကိုအမြင့်ပြတ်ချေမှုန်းဖို့အမိန့်ပေးလိုက်ပါတယ်။တမူကစစ်တပ်ကြီးစုစည်းဖို့နိုင်ဝက်ကြမယ်လို့ပြောပေမဲ့ညီမလေးအတွက်စိတ်ပူနေတဲ့ငကားဘရင်ကမစောင့်နိုင်တော့ပဲကားပေါ်ချက်ချင်းတက်လိုက်ပါတယ်။ကားမောင်းနေစင်မှာပဲလက်ထောက်ကရှောင်းရှောင်းဟာဗီလာမှာမရှိတော့ပဲထန်းရှုံအဆောက်အုံထိတ်ဆုံးထက်ကိုရောက်နေပြီဖြစ်ကြောင်းသတင်းပို့လာပါတယ်။တစ်ဖက်မှာလည်းချမ်းသခင်လေးချမ်းရွေးကမေရွပြိုလေးတယောက်နဲ့ဝိုင်းတောင်းရင်ပျော်ပါနေစဉ်ဒဏ်ရာရထားတဲ့တပည့်ဖြစ်သူကပြေးဝင်လာပါတယ်။တခင်လေးကိစ္စကြီးတော့မယ်စစ်သားကောင်ပြန်ရောက်လာပြီးလူမိုက်ကောင်းဆောင်ကိုလက်တစ်ဖက်ထဲနဲ့လွှင့်ပစ်လိုက်ကအကုန်လုံးကိုအလဲထိုးလိုက်ပြီးချမ်းသခင်လေးကစင်ရသားစစ်သားလေးတယောက်ကငါလူတွေကိုလာထိရဲတဲ့ဆိုပြီးဒေါသတကြီးနဲ့လုံခြုံရေးတပ်ဖွဲ့အားလုံးကိုအသင့်ပြင်ထားခိုင်းလိုက်ပါတယ်။ရုတ်တရက်ဖုန်းဝင်လာပြီးချမ်းမီသားစုရဲ့ဘဏ်အကောင့်တွေအားလုံးပိတ်ဆို့ခံရကစီးပွားရေးလုပ်ငန်းရှင်တွေကစာချုပ်တွေအကုန်ဖျက်သိမ်းလိုက်ကြောင်းသိလိုက်ရပါတယ်။သတင်းပေါက်ကနေအောက်ကိုငုံကြည့်လိုက်တဲ့အခါထီးမဲကြီးတွေစောင်းထားတဲ့လူမဲတက်သားထောင်ပေါင်းများစွာကမျိုးတစ်ခုလုံးကိုဝိုင်းရံထားတာတွေ့လိုက်ရပါတယ်။ကောင်းကင်ယံမှာရဟတ်ရင်တွေပြန်ဝဲလာပြီးငကားဘရင်အတန်းနဲ့ကြီးကချမ်းယူတယောက်လဲပင်ဆေးပြီးအသေးခံဖို့စောင့်နေပါတော့လို့ပဲ့တင်ထပ်သွားပါတယ်။ငကားဘရင်နဲ့လက်အောင်ငယ်သားတွေကမိုးရွာထဲမှာအဆောင်ရှိကိုရောက်ရှိလာပြီးချမ်းယူကိုရှင်းထုတ်ဖို့အဆောင်အောင်ပေါ်ကိုစတင်တက်ရောက်လာကြပါတော့တယ်။ကြောက်လန့်တကြားဖုံးဆက်လာတဲ့သားဖြစ်သူကိုဖခင်ချန်ရှုံကကြီးကတမ်မဏိတကားရှိတဲ့ခန်းထဲမှာပုံးနေဖို့နဲ့လုံခြုံရေးတွေအမြန်လွှတ်ပေးမယ်လို့အားပေးနေပါတယ်။ချမ်းယူဟာကြိုးတုပ်ခံထားရတဲ့ရှောင်းရှောင်းနားကိုရှောက်သွားပြီးမင်းရဲ့ကိုလှုပ်ထားတဲ့ကိစ္စတွေကိုကြည်စမ်းမအောင်ဆိုကလေပင်ကိုညှစ်ပြီးချင်းချောက်ပြောဆိုနေပါတယ်။မင်းတေတော့မှငါ့ကိုရောက်လာပြီဆိုတော့ဒီတမဏိတကားကသူ့ကိုမတားနိုင်ဘူးမင်းဘလို့လူကိုတွားတိမိထားလဲဆိုတာမင်းကိုယ်တိုင်တော့မသိပါဘူးညီမစကားကြောင့်ချန်ယူပိုဒေါသထွက်ပြီးဒေဂာနီတီပါဇက်တရန်လုံးမဲစုကရှောင်းရှောင်းကိုစော်ကားဖို့ကျန်းတဲ့စွာဖမ်းဆွဲလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲအခန်းပြင်ဘက်ကနေကြောက်မဲ့ဖွယ်အတန်ကြီးတွေစက်တိုက်ထွက်ပေါ်လာတာကြောင့်ချန်ယူဟာထိတ်လန့်သွားပြီးရှောင်းရှောင်းကိုတစားခံအဖြစ်ဖမ်းဆွဲထားလိုက်ပါတယ်ဘသူလဲအပြင်မှာဘသူရှိနေတာလဲငါသတိပေးလိုက်မယ်ဒီတကားကဒုံးကြီးနဲ့ပြည့်ရင်အောင်ပွင့်မသွားဘူးမင်းဘလို့မှအထက်ကိုဝင်မလာနိုင်ဘူးအပြင်ဘက်ကနေစူးချန်ကဟုတ်လို့လားလို့အေးဆက်စွာပြန်ပြောလိုက်ပြီးနောက်ကြီးမားလာတဲ့ခွန်အားနဲ့တမ်မဏိတကားမကြီးကိုခြေထောက်နဲ့အားကုန်ကန်ချလိုက်ပါတော့တယ်ဒုံးကြည်တန်ခံနိုင်တဲ့တမ်မဏိတကားကြီးဟာချက်ချင်းအပိုင်းပိုင်းကျိုးပဲ့သွားပြီးမိကုန်းငွေတွေကြားကနေအခန်းထဲကိုဝင်ရောက်လာတဲ့ငကားဘရင်စူးချန်ကိုမြင်တွေ့လိုက်ရပါတယ်။တုံလုံးနေတဲ့ညီမလေးရှောင်းရှောင်းကိုကြည့်ပြီးစူးချန်ကညီမလေးမကြောက်နဲ့အကိုရောက်လာပြီဆိုပြီးနူးညံ့တဲ့လေတံနဲ့နှစ်သိမ့်အားပေးစကားပြောလိုက်ပါတယ်။မလာနဲ့မင်းရှိကိုတလန်တိုးလာတာနဲ့ငါမင်းညီမနဲ့အတူတူတေဝဲဝင်လိုက်မှာမင်းခွန်အားကြီးပေမဲ့မင်းလက်တီကငါလက်ထက်ပုံမြန်နိုင်ပါတယ်လား။စူချန်ကမင်းလက်နဲ့ငါလက်တီဘသူပုံမြန်မလဲစမ်းကြည့်လို့ရတယ်လို့ပြန်ပြောလိုက်ပြီးကျမ်းပြင်ကိုခြေမကလျက်စီးလိုအရှိန်နဲ့ချမ်းယူစီပြေးဝင်သွားပါတယ်ချမ်းယူလက်မလှုပ်ရှားနိုင်ခင်မှာပဲစူးချန်ရဲ့လက်သီးချက်ထိမှန်သွားပြီးနန်ရန်စီလွင့်စင်သွားကအခန်းထောက်မှလဲကျပြီးအော်ဟစ်ညီးတွားနေရပါတော့တယ်စူးချန်ဟာညီမစီချက်ချင်းလျှောက်သွားပြီးဂျိုးတွေကိုဖြီပေးကသူ့ပေါ်အင်းကြီးကိုချွတ်ပြီးရှောင်းရှောင်းကိုဝစ်စင်ပေးလိုက်ရင်စိတ်အေးထားဖို့ပြောလိုက်ပါတယ်စိတ်ချပါငကားဘရင်နန်းတော်ရဲ့အတော်ဆုံးသမားတော်တွေအဖေစီရောက်သွားကြပြီမို့အဖေဘာအန်နေမှမရှိတော့ပဲလုံခြုံသွားပါပြီ
ကျမ်းပြင်ပေါ်ကချမ်းယူရာငါ့ကိုမတက်ပါနဲ့ငါအဖေကကျန်းချမ်းမြို့မှာအာနာရှိဆုံးချမ်းရှုံးပါလို့အော်ဟစ်နေချိန်မှာစူးချန်ကသူ့လယ်ပင်ကိုခြေထောက်နဲ့နင်းထားလိုက်ပါတယ်အဲ့ဒီချိန်မှာပဲချမ်းမီသားစုခေါင်းဆောင်ချမ်းရှုံးကလက်နက်ကင်တပ်တော်ဆောင်တပ်ဖွဲ့ဝင်တွေနဲ့အတူအခန်းထဲကိုအရှိန်အဟုန်ပြင်းစွာနဲ့ဝင်ရောက်လာပါတော့တယ်ခွေးကောင်ငါသားကိုအခုလွတ်လိုက်စမ်းကြံချမ်းမြို့မှာငါချမ်းရှုံးရဲ့သားကိုလာထီရဲတဲ့ကောင်ကိုဒီအဆောက်အုံထဲကနေအသက်ရှင်လျက်ထွက်မသွားစေရဘူးချမ်းယူကအဖေကဲပါအောင်ဒီကောင်ခြေလက်တွေကိုရိုက်ချိုးပြီးမသေးမရှင်ဖြစ်အောင်လုပ်ပေးပါလို့အော်ဟစ်နေချိန်မှာချမ်းရှုံးကစူးချန်ကိုဒေါသတကြီးချိန်ချောက်နေပါတယ်စူးချန်ကမင်းသားကငါတို့အိမ်ဟောင်းကိုဖြိုချပြီးအဖေနဲ့ညီမကိုထိခိုက်အောင်လုပ်ခဲ့တော့ကဒီလိုကြုံရမယ်ဆိုတာတွေးထားတဲ့နဲ့အခုတော့မင်းတို့ကိုအပြတ်ရှင်းမယ်လို့ပြန်ပြောလိုက်ပါတယ်ချမ်းရှုံးကလက်ခုပ်တီးလိုက်ပြီးနမဲကျော်တိုင်းချန်ပြီးရန်ဟွမ်လုံးကိုခေါ်ထုတ်ကဒီကောင်အသက်ကိုတက်ပေးရင်စုချင်းငွေတန်း90ပေးမယ်ဆိုပြီးကန့်လန့်လိုက်ပါတယ်လက်ဝိလက်အိတ်တွေစွတ်ထားတဲ့ဟွမ်လုံးထွက်လာတော့ချမ်းယူကဟွမ်လုံးရဲ့လက်သီးကကြောက်သားကိုတောင်ကြေမွစေနိုင်တာမို့မင်းတော့အသားစင်ကောဖြစ်တော့မယ်လို့လှောင်ပြောင်နေပါတယ်ဒီလိုပင်ပင်ပါပါမြောက်လူကောင်ကတန်90တန်နေဆိုတော့ငွေရှာရတာအရန်လွယ်တာပဲနောက်ဘွားရောက်ရင်ချမ်းမီသားစုကိုမထီရဲအောင်မှတ်ထားလိုက်စမ်းရှောင်းရှောင်းကအကိုတတိထားပါအောင်လို့အော်ဟစ်နေချိန်မှာဟွမ်လုံးကကြောက်မက်ဖွယ်ခွန်အားပါတဲ့လက်သီးကြီးနဲ့စူးချန်ရဲ့မျက်နှာစီကိုအားကုန်လွှဲရိုက်ထိုးနှက်လိုက်ပါတယ်ဒါပေမဲ့စူးချန်ကအေးအေးဆေးဆေးပဲအဲ့ဒီအားပြင်းတဲ့လက်သီးကိုဖန်စီဆုပ်ကင်လိုက်ပြီးခန္ဓာကိုယ်ထဲကနေပြင်းထန်တဲ့အပြာရောင်လျှက်စီးစွမ်းအားတွေကိုထုတ်လွှတ်လိုက်ပါတော့တယ်အဲ့ဒီစွမ်းအားတွေကြောင့်ဟွမ်လုံးရဲ့ခန္ဓာကိုယ်အတွင်းအကြောတွေချက်ချင်းပြတ်တောက်သွားပြီးပါးစပ်ကနေအမြုပ်တွေထွက်ကြလာကနာကျင်လွန်းလို့အော်ဟစ်ညှိတွားနေရပါတယ်စူးချန်ကဟွမ်လုံးကိုလက်သီးတစ်ချက်တည်းနဲ့အပြင်ဘက်ကိုလွှင့်စင်ထွက်အောင်ထိုးချလိုက်ရာဟွမ်လုံးဟာမှန်ပြင်းပေါက်ကိုဖောက်ထွက်ပြီးမိုးမျော်တိုက်ကြီးပေါ်ကနေပြုတ်ကျသွားခဲ့ပါတယ်နွားတို့တကောင်ကိုတတ်နိုင်တဲ့ဟွမ်လုံးအလွယ်တကူတေဆုံးသွားတာကိုမြင်တော့ချမ်းရှုံးကထိတ်လန့်တုန်လှုပ်ပြီးမင်းကဘလို့မိစ္ဆာကောင်လဲဆိုကတုံရင်စွာအော်ဟစ်နေပါတယ်စူးချန်ကလက်ကိုတုပ်ရင်ဒါကမင်းတို့ချမ်းမီသားစုရဲ့အားကိုးရဆုံးလူလားဘာမှသုံးစားမရပါလားပြောစရာနောက်ဆုံးစကားရှိရင်အခုပဲပြောထားလိုက်တော့လို့အေးဆက်စွာပြောလိုက်ပါတယ်အကုန်လုံးတက်ကြစမ်းသူ့ကိုကောင်းကောင်းဆုံးမပေးကြသူ့ကိုအနိုင်ယူနိုင်တဲ့သူကိုငါကိုယ်တိုင်ငွေတန်းတရာအပြည့်အဝစုချမယ်ချမ်းရှုံးရဲ့အမိန့်ကြောင့်လူမိုက်တွေပြေးဝင်လာကြပြီးစူးချန်ကညီမလေးရှောင်ရှောင်ကိုမျက်လုံးမိတ်ပြီးစက္ကန့်60အထိရေတွက်နေဖို့တေချာမှာကြားလိုက်ပါတယ်စူးချန်ဟာစင်ကြံလန်းထဲကိုတယောက်တည်းပြေးဝင်သွားပြီးမိုးချိုလျက်စီးတိုင်းခွက်တွေနဲ့ရန်သူတွေကိုအချက်တည်းနဲ့တယောက်ပြီးတယောက်အလဲထိုးကတိုက်ခိုက်လိုက်ပါတော့တယ်မယုံနိုင်စရာစွမ်းရည်ကြောင့်လူမိုက်တွေနောက်ဆုတ်ပြေးဖို့ကြိုးစားပေမဲ့ချမ်းရှုံးကစုပ်တဲ့သူကိုအသေးသက်မယ်လို့အော်တားနေပါတယ်ဒါပေမဲ့စူးချန်ကတော့ရက်တက်မသွားပဲစက္ကန့်ပိုင်းတွင်းမှာပဲရန်သူအားလုံးကိုကျမ်းပြင်ပေါ်မှာသွေးရိုင်နဲ့လဲကျသွားအောင်တုတ်တင်ရှင်းလင်းပစ်လိုက်ပါတော့တယ်စက္ကန့်60ပြည့်တော့စူးချန်ကမျက်လုံးဖွင့်ခိုင်းလို့ရှောင်ရှောင်တကားဖွင့်ကြည့်ရရန်သူအားလုံးလဲကျနေတာတွေ့ပြီးအလွန်အံ့ဩသွားပါတယ်ချမ်းရှုံးကတောင်းမှကြောက်လန့်တကြားလဲကျနေရင်ပိုင်ဆိုင်မှုထက်ဝက်ပေးမယ်ဆိုပြီးအသက်ချမ်းသာပေးဖို့မျက်ရည်ဆက်လက်တောင်းပန်လာပါတယ်မင်းတို့သားဖငါမိသားစုကိုရရက်ဆက်ဆက်အနိုင်ကျင့်တော့တက်ညာပေးဖို့စဉ်းစားခဲ့ဘူးတလားအခုမှလာထိုးနေတာနောက်ကျသွားပြီချမ်းရှုံးဟာဒေါသတကြီးနဲ့အိတ်ကက်ထဲကရွှေအောင်တစိမ့်ပြောင်းကိုထုတ်ပြပြီးကမ္ဘာချန်ပီယံပီတာကိုအရေးပေါ်ခေါ်ယူထားကြောင်းကျုံးဝအော်ဟစ်လိုက်ပါတယ်တားဖြစ်သူချမ်းဝေကကမ္ဘာရွှေကပတ်ဆုရှင်အယိုးချိုးလက်ဝဲကျော်ပီတာရောက်လာတော့မယ်ဆိုတာကြားလိုက်ရတဲ့အခါမျှော်လင့်ချက်တွေပြန်လဲရှင်းတန်းလာပါတယ်ဟုတ်တယ်သူပဲတတိရှိမိုးမျော်တိုင်အထက်ဆုံးထက်ကကိုပိုင်တိုင်းချိုးဝိုင်းစီလိုက်ခဲ့စမ်းပီတာလက်တီကကီလို900ကျော်လေးတယ်မင်းမကြောက်ဘူးလားစူးချန်ကအနောက်တိုင်းလက်ဝဲဆိုတာအကြံပဒံလှည့်ကွက်တစ်ခုသာဖြစ်တယ်လို့တော်ပြောပြီးသူရဲ့နောက်ဆုံးမျှော်လင့်ချက်ကိုချေမွပစ်ဖို့လမ်းပြခိုင်းလိုက်ပါတယ်ထင်းရှမ်းဆောင်ကြီးရဲ့ခန်းသားတဲ့အပေါ်ဆုံးထက်မှာအေယာမအတန်းဆန်းကတိုင်းချိုးဝိုင်းကြီးတည်ရှိနေပြီးပြင်းထန်တဲ့စိန်ခေါ်ပွဲအတွက်အသင့်ပြင်ဆင်ထားပါတယ်ကျိုးဝိုင်းထဲမှာအလွန်တရာကြီးမားတဲ့ကိုခန္ဓာရှိတဲ့ပီတာဟာဒဲအိတ်ကြီးကိုတုံခါသွားအောင်ပြင်းထန်တဲ့လက်တိချက်တွေနဲ့ထိုးနှက်လေ့ကျင့်နေပါတယ်ငါရှိမှာတော့မင်းတို့ရှာလူမျိုးတွေရဲ့တိုင်းပညာကကလေးကစားစရာပဲငါလက်သီးတစ်ချက်တောင်မင်းခံနိုင်မှာမဟုတ်ဘူးအယိုးတွေကိုအမှုန့်ကျိတ်ဖြစ်မယ်ချမ်းရှုံးကပီတာကိုဒီကောင်စုပ်ကိုတက်ပေးနိုင်ရင်နောက်ထပ်ရွမ်တန်းတရာထပ်ဆောင်ပေးမယ်လို့ဒေါသတကြီးနဲ့အော်ဟစ်စုချေထုတ်ပေးလိုက်ပါတယ်မင်းတို့လူကိုနှိမ်နှင်းဖို့ငါလက်တောင်မြှောက်စရာမလိုဘူးသုံးခွက်အတွင်းမင်းတူးမထောက်ရင်ငါရှုံးတယ်လို့သဘောထားလိုက်ပီတာဟာဒေါသတကြီးနဲ့ကျုံဝါအော်ဟစ်ကလေထဲကိုခုန်တက်ပြီးစူးချန်ရဲ့မျက်နှာစီကိုတေးစေနိုင်တဲ့လက်သီးချက်နဲ့အပြင်းထန်ထိုးချလိုက်ပါတော့တယ်ဒါပေမဲ့စူးချန်ဟာမျက်လုံးလေးတောင်မပုတ်ဘဲခေါင်းကိုအနှဲငယ်သာတိမ်းဆောင်ပြီးပြင်းထန်တဲ့လက်သီးချက်ကိုအလွယ်တကူရှောင်တိန်လိုက်ပါတယ်ပထမတစ်ခွက်ကအရန်နှေးကွေးပြီးအသုံးမကျလာဘူးလို့စူးချန်ကတယော်လိုက်တဲ့အခါပီတာဟာရှက်ရမ်းရမ်းပြီးဒေါသတကြီးစက်တိုက်ထိုးနှက်ပါတော့တယ်ဒုတိယခွက်ကအားပြန့်ပြီးအောက်ချင်မခိုင်ဘူးလို့စူးချန်ကအေးအေးလူလူဝေဖန်ရင်းကြိုးဝိုင်းနဲ့လမ်းလျှောက်နေခဲ့ပါတယ်ပီတာအားကုန်သုံးပြီးစူးချန်ရဲ့ရင်ဘတ်စီလက်သီးအပြင်းထိုးချလိုက်ပေမဲ့တမဏိနယံကြီးကိုထိုးမိတယ်လို့တုံခါသွားပြီးစူးချန်ကတစ်ချက်လေးမှမလှုပ်ရှားပါဘူးမဖြစ်နိုင်တာမင်းကလူမဟုတ်ပဲမာနတရေလားလို့ပီတာဟာကြောက်လန့်တကြားအော်ဟစ်ပြီးနောက်ကိုစုတ်ခွာဖို့ကြိုးစားပါတော့တယ်ပီတာမင်းကိုယ်တိုင်အသေးခံမှုလာရှာတာပဲဒီနေ့တော့တကယ်တိုင်းပညာအစစ်မှန်ဆိုတာဘာလဲဆိုတာမျက်ဝါးထင်နဲ့ဖွင့်ပြပေးမယ်စူးချန်ကလျက်စီးလို့အရှိန်နဲ့ခြေကန်ချက်တစ်ချက်ထုတ်ပေါ်လိုက်ရာပီတာဟာအဝေးကိုလွင့်စင်သွားပြီးကျမ်းမြေပေါ်ဒူးထောက်ကြကအန်ဖက်တွေထွက်ကျလာပါတယ်ချမ်းရှုံးတဲ့ချမ်းဝေတားပနှစ်ယောက်ဟာအနိုင်ရမယ်လို့မျှော်လင့်ထားတဲ့ကမ္ဘာချန်ပီယံကြီးမြေပေါ်မှာအသက်လုနေတာကိုမြင်ပြီးစွန့်အထိတ်လန့်သွားပါတယ်ပီတာဟာမြေပြင်ပေါ်မှာသွေးတွေနဲ့အမြုပ်တွေထွက်ကျပြီးအသက်ရှူရခက်ကလုံးဝလှုပ်ရှားလို့မရတော့ပဲတတိလက်မေ့မျောသွားခဲ့ပါတော့တယ်ချမ်းဝေဟာကြောက်လန့်လို့မျက်ရည်တွေစီးကျလာပြီးပီတာတောင်အလဲထိုးခံရပြီဖြစ်လို့သူတို့မိသားစုလုံးဝပျက်စီးသွားပြီလို့အော်ဟစ်ငိုကြွေးပါတော့တယ်
စုချန်မင်းတကယ်တော်ပါတယ်ဒါပေမဲ့ချမ်းမီသားစုမှာဒီလောက်ပဲပညာရှိတယ်ထင်နေသလားဆိုပြီးချမ်းရှုံးကအိတ်ထဲကအနီရောင်သွေးတစိပ်ပြားကိုထုတ်ပြပါတယ်တေဂာနီတီရုံးကန်နေတဲ့ချမ်းရှုံးကိုကျန်တဲ့လှဲ့ကွက်အကုန်ထုတ်ပြဖို့စုချန်ကအေးဆက်ဆက်အမိန့်ပေးလိုက်ပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်း30ကချမ်းမီသားစုကယ်တင်ခဲ့မှုတဲ့နာမည်ကျော်တိုင်းဆရာကြီးလူချမ်းချမ်းကိုပင်းဖိတ်ဖို့သွေးတစိပ်ပြားကိုချမ်းရှုံးကချေမွားလိုက်ပါတယ်ချက်ချင်းဆိုသလိုမိုးမြော့တိုက်ခေါမိုးပေါ်ကနေကြောင်းမဲ့ပွဲအနီရောင်မီးကိုလုံးကြီးပေါက်ကွဲထွက်ပေါ်လာပြီးကောင်းကင်ရံတစ်ခုလုံးတုန်ခါသွားပါတယ်ပြင်းထန်တဲ့ဖိအားကြောင့်မှန်ချက်ကြီးတွေအစိမ့်စိမ့်အမွှားမွှားကွဲကုန်ပြီးကျမ်းမြေတစ်ခုလုံးမှန်စတွေဖုံးလွှမ်းသွားပါတယ်အခုကြီးကြောက်စရာကောင်းတဲ့အငွေသက်တွေကြောင့်ညီမလေးအသက်ရှူလို့တော့မရတော့ဘူးလို့ရှောင်းရှောင်းကတုံလို့စွာအော်ပြောလာပါတယ်ရှောင်းရှောင်းမကြောက်နဲ့အခုရှိနေသူတွေဘယ်သူမှမင်းကိုထိခိုက်အောင်မလုပ်နိုင်စေရဘူးလို့စူးချန်ကရွှေအောင်ကာကွယ်ဆက်ဝိုင်းပြုတ်လုပ်ပေးလိုက်ပါတယ်မှန်ကွဲစားတွေပေါ်ဖြင်းချင်းစွာရှောက်လန်းလာတဲ့နှကမ်းမွေးရှင်နဲ့ဝိယုံရှည်ဝိတိုင်းဆရာကြီးလူချမ်းချမ်းဟာကျိုးဝိုင်းထဲကိုရောက်ရှိလာပါတော့တယ်လူချမ်းချမ်းဟာချမ်းရှုံးကိုဘာကိစ္စကြောင့်သွေးတစိပ်ပြားချိုးဖြတ်ပြီးသူ့ကိုစင့်ခေါ်ရတယ်လေလို့ဟိန်းရောက်တဲ့အတန်ကြီးနဲ့မေးမြန်းလိုက်ပါတယ်ဆရာကြီးကဲပါအောင်ဒီလူငယ်ကတားဖြစ်သူကိုခြေချိုးလက်ချိုးလှုပ်ပြီးချမ်းမီသားစုတစ်ခုလုံးကိုတပ်ဖြတ်ဖို့ကြံစီနေပါတယ်ဒီကောင်ကိုတပ်ပေးရင်ပိုင်ဆိုင်မှုအားလုံးပေးပါမယ်လူချမ်းချမ်းရဲ့မျက်လုံးတွေကနေအနီရောင်မီးရှန်တွေတောက်လောင်လာပြီးစူးချန်ရဲ့စွမ်းအားကိုအကဲခတ်ကအံ့ဩချီးကျူးတဲ့အကြည့်နဲ့ကြည့်လိုက်ပါတယ်ဒီလောက်ငယ်ရွယ်တဲ့အရွယ်နဲ့ငါရဲ့အငွေ့အသက်ကိုတောက်ခံနိုင်တာတကယ်ပါရမီရှင်ပဲဒါပေမဲ့မင်းချမ်းမီသားစုကိုလာမတိသင့်ဘူးငါရဲ့နေမင်းလက်ဝါးကတန်မဏိကိုတော့အရေးပြောစေတယ်အခုဒူးထောက်အဆုံးစီရင်အလောင်းကိုအကောင့်တိုင်းခြံပေးမယ်လို့လူချမ်းချမ်းကပြင်းပြင်းထန်ထန်ချိန်ချောက်လိုက်ပါတယ်လွန်ခဲ့တဲ့နှစ်30ကအရှုံးသမားတိုင်းသမားဟောင်းတစ်ယောက်ကနှစ်အနည်းငယ်တရားထိုင်ပြီးငါရှိမှဆရာကြီးလာလုံနေတာလားလို့စူးချန်ကလှောင်ပြောင်လိုက်ပါတယ်ခွေးမျက်လုံးဖွင့်ပြီးငါဘာတူလဲတေချာကြည်စမ်းဆိုကစူးချန်ကရွှေနဂါးတစ်စိပ်ပြားကိုထုတ်ပြလိုက်ပါတော့တယ်လူချမ်းချမ်းကဒေါသအမျက်ချောင်းချောင်းထွက်ပြီးသူ့လက်ဝါးထဲမှာအနီရောင်မီးလျံစွမ်းရည်နေစူးစီးကကျမ်းမြင်တွေကိုကွယ်အပ်သွားအောင်စွမ်းအားထုတ်ပြပါတယ်ချမ်းရှုံးကဆရာကြီးကိုဒီကောင်စုပ်ကိုမီးလောင်တိုက်သွင်းတပ်ပစ်လိုက်ဖို့အားပေးအော်ဟစ်နေပြီးစူးချန်ကတော့တကယ်တိုင်းပညာကိုပြသဖို့အသင့်ပြင်လိုက်ပါတယ်အသက်ပေးပြီးတော့ဆိုပြီးလူချမ်းချမ်းကနေမင်းဝါမျိုးလက်ဝါးတိုင်းနဲ့စူးချန်ကိုတဟုန်ထိုးခုံအုပ်တိုက်ခိုက်လိုက်ပါတော့တယ်လူချမ်းချမ်းဟာမီးလျံစွမ်းအားတွေတောက်နေတဲ့ခြေထောက်နဲ့မြေပြင်ကိုအားကုန်နင်းချပြီးမီးတောက်လှိုင်းကြီးကိုစူးချန်စီအရှင်ပြင်းပြင်းထုတ်လွှတ်လိုက်ပါတယ်ဒါပေမဲ့စူးချန်ကမျက်တောင်မခတ်ပဲနွေရာသီလေပြင်းလက်သီးတိုင်းနဲ့တစ်ဖက်သားရဲ့မီးရှန်တိုင်းကိုရင်ဆိုင်ဖို့လက်သီးကိုတင်းတင်းဆုပ်လိုက်ပါတယ်နွေရာသီလေပြင်းလက်သီးစူးချန်စီကလေးဖိအားလိုင်းဟာအခန်းထဲရိုက်ခတ်သွားပြီးမျက်နှာချက်ကမှန်ချက်တွေတစားစီကွဲလွင့်ကမြေပြင်တစ်ခုလုံးတုန်ခါသွားပါတော့တယ်လေပြင်းစွမ်းအားကြောင့်လူချမ်းချမ်းဟာနောက်ကိုလွင့်ပြီးမြေပေါ်စောင့်ကြပေမဲ့အတွင်းအားနဲ့ထိန်းကတောက်ခံပြီးမတက်ထားရလိုက်ပါတယ်တကယ်ကိုတန်းစင်လုံးနဲ့အတွင်းအားစွမ်းရည်ပါလားငါရဲ့နောက်ထပ်တိုင်းခွက်ဖြစ်တဲ့နေမင်းဆက်မပြတ်ဖြက်စီးခြင်းလက်ဝါးကိုထက်ခံကြည့်စမ်းလူချမ်းချမ်းဟာမီးလုံးတွေကိုဘုံကျဲသလိုစက်တိုက်ပစ်လွတ်ပေမဲ့စူးချန်ကတဘာဝစွမ်းရည်တိုင်းနဲ့အလွယ်တကူကာကွယ်ပယ်ဖြတ်လိုက်ပါတယ်ဒါဘယ်လိုလုပ်ဖြစ်နိုင်ပါလဲငါရဲ့ပြင်းထန်တဲ့မီးရှန်အတွင်းအားကမင်းကိုနည်းနည်းလေးတောင်မထိခိုက်စေနိုင်တာလားဆော့လို့ဝသွားပြီလားခွေးအိုကြီးတတိယအချီမှာတော့ငါအလှည့်ရောက်လာပြီစူချန်အားလျက်စီးစွမ်းရင်လက်ဝါးနဲ့လူချမ်းချမ်းရဲ့တိုက်ခိုက်မှုတွေကိုစက္ကန့်ပိုင်းအတွင်းတစ်ချက်တည်းနဲ့ဖန်ဆုပ်ချေဖြတ်လိုက်ပါတော့တယ်နဂါမင်းလျက်စီးတိုင်းစွမ်းအားနဂါကိုးကောင်ကောင်းကင်မှောက်လက်ဝါးပြိုင်ဘက်ကင်းတဲ့နဂါမင်းလက်ဝါးချက်ဟာလူချမ်းတန်းရှင်ဘက်ကိုတဲတဲ့ထိမှန်သွားပြီးကောင်းကင်ပေါ်လွင့်တက်သွားကပြင်းပြင်းထန်ထန်ပြုတ်ကျလာပါတယ်ဆရာကြီးလို့ခမရဘလို့လို့ရှုံးသွားရတာလဲအခုချက်ချင်းပြန်ထပြီးအဲ့ဒီကောင်ကိုတပ်ပစ်လိုက်စမ်းပါမြေပြင်ပေါ်မှာဒဏ်ရာပြင်းထန်စွာရရှိပြီးပါဇက်ထဲကနေအမြုပ်ဖြူတွေအစမပြတ်ထွက်ကျလာနေတဲ့လူချမ်းချမ်းဟာအသက်လူရှူရှရင်းနဲ့ချမ်းမိသားစုရဲ့အဟိခိုင်းစိတ်တန်တွေကိုမကြားနိုင်တော့ပါဘူးမင်းအမှန်တကယ်ကဘာသူများလဲငါဘာသူလဲဆိုတာကိုအခုရောရှင်းရှင်းလင်းလင်းမြင်တွေ့ရပြီလားစူးချန်ပစ်ချလိုက်တဲ့နဂါးတစိပ်ပြားကိုတွေးလိုက်ရတော့လူချမ်းချမ်းရဲ့မျက်လုံးတွေဟာထိတ်လန့်တုန်လှုပ်မှုတွေနဲ့ပြည့်နှက်သွားခဲ့ပါတယ်ဒါကကောင်းကင်စိုးမိုးတဲ့နဂါးကိုကောင်တစိပ်နဂါးမင်းအမိန်ပြားပဲအရှင်ကနဂါးနန်းတော်သခင်တလောကလုံးမှာတယောက်တည်းရှိတဲ့နိုင်ငံဆောင်နဂါးမင်းကြီးလားနဂါးမင်းအရှင်တညာပေးသနာတော်မူပါကျွန်တော်မျိုးမျက်စိကမ်းပြီးနဂါးမင်းကြီးရဲ့တကူအာနာကိုစော်ကားမိခဲ့ပါတယ်ကျွန်တော်မျိုးရဲ့အသက်ကိုချမ်းသာပေးတော်မူပါဆရာကြီးလို့ခမရလူမားနေတာမဟုတ်လားသူကစူးမိသားစုဟာအတုံးမကျတဲ့ကောင်စုပ်တယောက်ပဲလေပါဇက်ပိတ်ထားစမ်းလူတက်ကောင်လူချမ်းတဲ့ဟာမိုင်မဲတဲ့ချမ်းရှုံးကိုလက်ဝါးနဲ့ချက်ချင်းရိုက်လွှင့်ပစ်လိုက်ပြီးစူးချန်ရဲ့ရှေ့မှာရိုးရိုးသေးသေးဒူးထောက်ကအပြစ်ဝင်ခံတောင်းပန်လိုက်ပါတယ်လူချမ်းမင်းကအရင်ကနာမည်ကြီးတိုင်းသမားဖြစ်ခဲ့ပေမဲ့ဒီနေ့မှာတော့တထေးတွေရဲ့အလူတော်ကြီးခွေဖြစ်အောက်တန်းကြကြနေထိုင်ခဲ့တယ်မင်းရဲ့တိုင်းချင်းကြံမှုကိုထောက်ပြီးတေတန်းချမ်းသာပေးမယ်ဒါပေမဲ့ပြစ်ဒဏ်ကနေတော့လွတ်မှာမဟုတ်ဘူးကိုတိုင်းပညာကိုကိုယ်တိုင်ဖြည့်ဆည်းပြီးရှေးအောင်တိုင်းချမ်းစာအုပ်အားလုံးကိုလွှဲအပ်ကကြမ်းကြမ်းမျိုးကနေအပီးတိုင်ထွက်သွားပြီးတော့နောက်တစ်ချိန်မင်းကငါတွေးခဲ့ရင်ချမ်းမိသားစုရဲ့အဖြစ်ဆိုးဟာမင်းရဲ့အနာဂတ်ဖြစ်သွားလိမ့်မယ်လူချမ်းချမ်းစူးချန်ရဲ့တနာညာတာမှုကိုခြေစုတင်စွာနဲ့ရင်မော်ရင်သူ့ရဲ့ရင်ပန်းနဲ့1 byte စီကိုလက်ဝါးစွမ်းနဲ့ရိုက်ချကတက်လုံးစူးစမ်းအားထုတ်ခဲ့တဲ့တိုင်းပညာတွေကိုကိုယ်တိုင်ဖျက်ဆီးပစ်လိုက်ပါတယ်။တွေးတဲ့အန်ထွက်လာတဲ့လူချမ်းတဲ့ဟာရင်ဘတ်ထဲကရှေးအောင်တိုင်းချမ်းကိုထုတ်ယူကစူးချန်စီဥညွတ်လွှဲပြောင်းပေးပြီးအာရင်ကုန်ခန်းစွာနဲ့အခန်းပြင်ဘက်ကိုတွဲ၍ထွက်ခွာသွားပါတော့တယ်။အဖေဆရာကြီးတို့ကသူ့တိုင်းပညာကိုကိုယ်တိုင်ဖျက်ဆီးပစ်လိုက်ပြီးသူတကယ်ပဲဒုက္ခိတာဖြစ်သွားပြီအဖေရဲ့ချမ်းယူရာထိတ်လန့်တကြားနဲ့ခေါင်းကိုစုပ်ကန်ကအော်ဟစ်ငိုကြွေးနေပါတော့တယ်။အဲ့ဒီညမှာပဲကျန်းချမ်းမြို့ရဲ့လမ်းမကြီးတွေပေါ်မှာနဂါမင်းနန်းတော်ရဲ့အထူးတပ်ဖွဲ့ရင်နှန်းကြီးတွေဟာမိုးကြိုးမုန်တိုင်းလိုအရှိန်အဟုန်နဲ့ဝင်ရောက်လာပြီး
မျိုးတစ်ခုလုံးကိုအပြည့်အဝပိတ်ဆို့ထိန်းချုပ်လိုက်ပါတယ်။လက်နက်အပြည့်နဲ့စစ်တီရာပေါင်းများစွာဟာအထဲကိုဝင်လာပြီးစူးချန်ရှိမှတန်ကြီးတညွတ်တဲဥညွတ်လေးပြုကြပါတယ်။နန်းတော်သခင်ကြီးကဂါရဝပြုအလေးပြုအပ်ပါတယ်။တန်မှုတယောက်ကရွှေအောင်မိန်လွာကိုကိုင်းဆောင်ကချမ်းမီသားစုရဲ့စီးပွားရေးအင်ပါယာတစ်ခုလုံးကိုသိမ်းပိုက်ရှင်းလင်းပြီးဖြစ်ကြောင်းသတင်းပို့တင်ပြလိုက်ပါတယ်။ချမ်းမီသားစုရဲ့တရားမဝင်ငွေကြေးခွာချမှုတွေလူထုအိမ်တွေကိုအတရားဓမ္မဖျက်ဆီးခဲ့တဲ့ရာဇဝတ်မှုအထောက်အထားတွေအားလုံးကိုအပြည့်အစုံသိမ်းဆည်းရမိပြီးဖြစ်ကြောင်းအမိန့်နာခံတင်ပြလိုက်တာဖြစ်ပါတယ်။နဂါမင်းကြီးရှင်ကျွန်တော်ချမ်းရှုံတကယ်ပဲမှားယွင်းခဲ့ပါတယ်။ဒါကချမ်းမီသားစုရဲ့နှစ်30ကြာစုဆောင်းထားတဲ့ဘီလီယံရာချီတဲ့ပိုင်ဆိုင်မှုနဲ့အစုရှယ်ယာစာချုပ်တွေအားလုံးပါပဲ။အားလုံးကိုအရှင်းစီလှူဒန်းအနံ့ပြရစေ။ငါတို့သားဖားနှစ်ယောက်ရဲ့ခွေးအသက်ကိုချမ်းသာပေးပါကျန်းချမ်းမျိုးကနေထွက်သွားပြီးနွားလိုမြင်းလိုအစီကံပါမယ်ချမ်းရှုံးဟာစာချုပ်တွေနဲ့ဘန်ကတ်တွေကိုမြှောက်ပြပြီးမျက်ရည်ဆက်လက်နဲ့တောင်းပန်နေပါတယ်အကိုယေစုကျွန်တော်လူမဟုတ်ပါဘူးစူးညီမလေးကိုစော်ကားဖို့မကြံစီသင့်ပါဘူးကျွန်တော်ကိုအသက်ချမ်းသာပေးပါနောက်တစ်ခါလုံးဝမလုပ်ရဲတော့ပါဘူးအခုမှအသက်ဘေးကလွတ်ဖို့လာတောင်းပန်နေရလားငါအိမ်ကိုဖျက်ဆီးပြီးငါဖေကိုရိုက်နှက်ကငါညီမလေးကိုအနိုင်ကျင့်တော့ကဒီလိုအကျိုးဆက်မျိုးကြုံတွေ့ရမယ်လို့မင်းတို့မတွေးခဲ့ဘူးလားစူးချန်ကချမ်းမီသားစုရဲ့ရှယ်ယာစာရွက်တွေကိုလေထဲလွှင့်ပစ်လိုက်ပြီးသူတို့သားဖားရဲ့မတရားမှုတွေကိုယွန်ရှာတဲ့မျက်နှာထားနဲ့ကြည့်နေခဲ့ပါတယ်အဲ့ဒီအချိန်မှာညီမလေးစူးနော့ခန်းထဲဝင်လာပြီးမိသားစုကိုရက်ဆက်ခဲ့တဲ့ချမ်းမီသားစုကိုလုံးဝခွင့်မလွတ်ပဲထိုက်တန်တဲ့ပြစ်ဒဏ်ပေးဖို့ပြောလိုက်ပါတယ်။ငါရဲ့ငကားမင်းအမိန့်ကိုနာခံကြစမ်းချမ်းမီသားစုရဲ့ပိုင်ဆိုင်မှုအားလုံးကိုချက်ချင်းသိမ်းယူပြီးမျိုးဟောင်းပြန်လည်တည်ဆောက်ရင်းနဲ့စင်ရတာပရိဟိတရန်ပုံငွေအဖြစ်အကုန်လုံးလှူဒန်းပစ်လိုက်ပါ။ဒီနေ့ကစပြီးချမ်းလုပ်ငန်းစုကြီးကိုကြမ်းချမ်းမျိုးကနေအပြီးတိုင်ဖျက်သိမ်းလိုက်ပြီးအပြစ်သားသားဖနှစ်ယောက်ကိုတော့အဆိုးရွားဆုံးအနောက်မြောက်နယ်စပ်မိုင်းတွဲစီပို့ဆောင်ပြီးတစ်သက်လုံးအလုပ်ကြံလုပ်စေရမယ်။ချမ်းမီသားစုသားဖနှစ်ယောက်ဟာနယ်စပ်မိုင်းတွဲစီပို့ခံရတော့မယ်ဆိုတာသိသွားတော့တေမလောက်ကြောက်ပြီးအော်ဟစ်ငိုယိုနေကြပါတယ်အဖေကဲပေါင်းဗျာအဲ့ဒီနယ်ဆက်ကိုသွားပြီးတစ်သက်လုံးအလုပ်ကျန်းမလုပ်ချင်ပါဘူးစူးချန်ရင်ငါ့ကိုတခါတည်းတက်ပြစ်လိုက်ပါတော့ဒါအဖားနှစ်ယောက်ဘလို့ပဲငိုယိုတောင်းပန်ပါစေငကားပရင်တက်ဖွဲ့ဝင်တွေကသူတို့ကိုဆွဲထုတ်ဖမ်းခေါ်သွားပါတယ်ချမ်းမီသားစုကိုချေမုန်းပြီးတဲ့နောက်စူးချန်ဟာတိုင်းလောကရန်ကျွေးတွေအားလုံးကိုအပြီးတိုင်အဆုံးသတ်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဒီနေ့ကစပြီးလောကမှာငကားပရင်နန်းတော်ရဲ့အရှင်သခင်စူးချန်မရှိတော့ပါဘူးကျန်းချန်မျိုးကတာမန်ရတာစူးချန်အဖြစ်ပဲရိုးရှင်းစွာနေထိုင်သွားတော့မှာပါနှစ်ပေါင်းများစွာခွဲခွာခဲ့ရတဲ့ဖခင်နဲ့ညီမလေးပေါ်အကျွေးတင်နေတာမို့ကျန်တဲ့ဘဝကိုသူတို့ဘေးမှာပဲအေးချမ်းချမ်းဖြတ်တန်းကျင်တာပါအရှင်သခင်ရဲ့ပြတ်သားတဲ့ဆုံးဖြတ်ချက်ကိုကျွန်တော်တို့အားလုံးအယိုသေးပြုနာခံလိုက်နာပါမယ်ရှင်ငကားနန်းတော်ရဲ့တမှုတွေနဲ့စစ်တီတွေဟာစူးချန်ကိုယိုသေးစွာဥညွတ်ပြီးနောက်အမိန်တိုင်းချက်ချင်းပြန်ထွက်သွားကြပါတယ်နနက်ခင်းနေရောင်ကြီးနွေးနွေးဖြာကျနေတဲ့ကျန်းချန်မျိုးဟောင်းရဲ့ရက်ွက်လေးထဲမှာတော့လေပြင်းချင်းတွေတိုက်ခတ်နေပြီးအလွန်အမင်းတာယာအေးချမ်းတဲ့မြင်ကွင်းလေးဖြစ်ပေါ်နေပါတယ်တစ်ပင်ပန်းပန်းတွေဝေစာနေတဲ့မိသားစုနေအိမ်ဝင်းလေးထဲမှာတော့စူးချန်ဟာတိုင်းလောကရဲ့သွေးစွန်းတဲ့တိုက်ပွဲတွေကိုမေ့ပြောက်ပြီးအေးချမ်းစွာအနာယူအပန်းဖြေနေခဲ့တာပါညီမလေးကအခုအတွက်မွေးကြိုက်နေတဲ့ဝတ်သားတုံးကျော်ပူပူလေးကိုပျော်ပျော်ရွှင်ရွှင်နဲ့အိမ်ရှိဝင်းနဲ့ယူလာခဲ့ပါတယ်အဖေရေအကိုကတော့ချမ်းထဲမှာအပြင်းထူပြီးဇိမ်းခံအနာယူနေပြန်ပြီအကိုကိုလာပြောပေးပါအောင်သားတို့သမီးတို့လက်ဆေးပြီးစားကြတော့ဒီနေ့သားတို့အကြိုက်ဆုံးဝတ်သားဟင်းအကောင်းဆုံးချက်ထားပေးတယ်ဖခင်ချက်တဲ့အရသာရှိတဲ့ဟင်းတွေကိုမိသားစု3ယောက်စုံစုံလင်းလင်းပျော်ပျော်ရွှင်ရွှင်စားတော့ရင်နှွေးထွေးနေကြပါတယ်ဖခင်ကြီးကသတင်းစာဖတ်ရင်သမီးလေးရဲ့စနောက်စကားတွေကိုသဘောကျကတားဖြစ်သူပြန်ရောက်လာတဲ့အတွက်မိသားစုမှာတကယ်အေးချမ်းမှုအစစ်မှန်ရရှိခဲ့ပြီလို့ရီမောပြောဆိုနေပါတယ်အဖေဒီနေ့ကစပြီးဒီမိသားစုကိုကျွန်တော်အသက်နဲ့ယဉ်ပြီးကာကွယ်ပေးပါမယ်ကျွန်တော်တို့ရဲ့ဘဝအသစ်ကအခုမှစတာပါညနေတကောင်အချိန်တို့ရောက်ရှိလာတဲ့အခါမှာတော့တိတ်ဆိတ်ငြိမ်သက်နေတဲ့ပတ်ဝန်းကျင်မှာထူးဆန်းတဲ့အန်ရဲ့ရိပ်ရောင်တစ်ခုတိတ်တဆိတ်ပေါ်ပေါက်လာခဲ့ပါတယ်ခြံဝင်းထဲမှာရက်နေတဲ့စူးချန်ဟာပတ်ဝန်းကျင်လေတူတွေကမတင်ကားပွဲလူသက်ငွေနဲ့ထူးခြားတဲ့တိုင်းဆွမ်းအားလှိုင်းတွေကိုချက်ချင်းအာယုံခံတတိပြုမိလိုက်ပါတယ်ဒီကိုရောက်လာပြီးမှတော့ဘာဖြစ်လို့ပုံရှိုးကွက်ရှိုးလုံနေတာလဲအပြင်ကိုထွက်ခဲ့စမ်းပါတကားပင်အဟောင်းရဲ့အာယုံခံနိုင်စွမ်းကတကယ်ပဲအံ့ဩစရာကောင်းတာပဲကျွန်တော်နာမည်ရှောင်းဖော်ကျွင်းလို့ခေါ်ပါတယ်တကားပင်နန်းတော်ရဲ့အမှောင်တက်ဖွဲ့တက်မှုပါယာယီနန်းတော်ရှင်ရဲ့အမိန့်ရနန်းတော်စီပြန်လှည့်ခဲ့ဖို့ခေါ်တာဖြစ်ကြောင်းမာနထောင်လွှားစွာပြောလာပါတယ်ငကားနန်းတော်ကိစ္စတွေကငါနဲ့မဆိုင်တော့ဘူးငကားတစိတ်ပြားကိုလည်းပြန်အပ်ထားပြီးပြီမို့ဘာကိုမှစိတ်မဝင်စားဘူးစူးချန်ခမနားလည်မှုလွဲနေပါပြီခမနန်းတော်တစိတ်ပြားကိုအပ်ခဲ့ပေမဲ့ခမရဲ့ခန္ဓာကိုယ်ထဲမှာငကားဝိညာဉ်တက်ရှိနေသေးသေးနန်းတော်ကနေလွတ်မြောက်တယ်လို့မသတ်မှတ်နိုင်ဘူးရှောင်းပေါ်ကျွင်းရဲ့ရိုင်းဆိုင်တဲ့တောင်းဆိုတန်ကိုကြားလိုက်ရတဲ့အခါမှာတော့ဇူချန်ရဲ့မျက်လုံးတွေထဲမှာဒေါသရိပ်တွေတရိပ်ရိပ်ထွက်ပေါ်လာခဲ့ပါတယ်ငါရဲ့ငကားဝိညာဉ်တက်ကို तू ကလိုချင်နေရလားအဲ့ဒီတစ္ဆာဖောက်မှာငကားဝိညာဉ်ကိုသိမ့်ပိုက်နိုင်လောက်တဲ့အရေးချင်းအောင်ရှိလို့လားစူချန်ဟာသူ့ရဲ့ခန္ဓာကိုယ်ထဲကအစိမ်းရောင်ငကားစွမ်းအားလှိုင်းတွေကိုထုတ်ဖော်လိုက်တဲ့အခါပတ်ဝန်းကျင်တစ်ခုလုံးအပြင်းထန်တုန်ခါသွားခဲ့ပါတယ်လက်ညှိုးထိတ်ကနေထွက်ပေါ်လာတဲ့စူရှာတောက်ပတဲ့အလင်းစွမ်းအားကိုစူးစီးပြီးမာနကြီးနေတဲ့ရှောင်းဖော်ကျွင်းစီကိုဦးတည်ချိန်ရွယ်လိုက်ပါတယ်ပြန်သွားပြီးမင်းရဲ့သခင်ကိုပြောလိုက်စမ်းငကားဝိညာဉ်တက်ကိုငါလုံးဝမပေးနိုင်တယ်လို့သူလည်းလာယူနိုင်မှာမဟုတ်ဘူးငါမိသားစုကိုထပ်နှောက်ရှက်ရင်အကုန်တက်ပြစ်မယ်စူချန်ကလက်ဝါးတစ်ချက်တွန်းထုတ်လိုက်တာနဲ့ပြင်းထန်လာတဲ့စွမ်းအားလှိုင်းကရှောင်းဖော်ကျွင်းကိုလေထဲမြောက်တက်သွားစေပြီးချန်ဝင်းကျမ်းမြေပေါ်ကိုအဝေးကြီးလွှင့်စင်ကျသွားစေခဲ့ပါတယ်ဒါကငကားဝိညာဉ်ရဲ့စွမ်းအားအစစ်အမှန်လားဒီလောက်ထိကြောက်မက်ဖွယ်ကောင်းနေပါလားစူးချန်ခမဘလောက်ပဲတိုင်စွမ်းရင်မြင်မာနေပါစေလက်နက်မဲ့အားနှွေးနေတဲ့ခမရဲ့မိသားစုဝင်တွေကိုအချိန်တိုင်းကာကွယ်နိုင်ပါမလား
3 ရက်ကြာရင်မော်ရှန်6ကန်းပါထိတ်ကိုလာခဲ့ပါယာယီနန်းတော်အရှင်ကကိုယ်တိုင်စောင့်နေမယ်ခမည်းမလာရင်မိသားစုရဲ့အသက်အန္တရာယ်ကိုအာမမခံနိုင်ဘူးနောက်တနေ့မနက်ခင်းမှာတော့စူးချန်ဟာမိသားစုအေဂျင့်မှုကိုထိန်းသိမ်းဖို့အတွက်ရန်သူတွေရဲ့အန္တရာယ်ကိုပြီးသက်ချေမုန်းပစ်ဖို့စိတ်ပိုင်းဖြတ်လိုက်ပါတယ်ညီမလေးအကိုအပြင်မှာရေးကြီးကိစ္စတခုတွားရှင်းရအောင်မယ်မြန်ရင်3-4ရက်အတွင်းပြန်လာခဲ့မယ်အိမ်မှာပဲလုံခြုံစွာနေခဲ့ပါနော်အကိုဂီယူဆိုင်သွားပါနော်ညီမလေးအကိုပြန်လာပြီးအတူတူထမင်းစားဖို့စောင့်နေပါမယ်ညီမလေးကိုမှားချပြီးနောက်စူးချန်ဟာတီကြီးပြတ်သားတဲ့ခြေလမ်းတွေနဲ့မိသားစုနေအိမ်ဝင်းလေးထဲကနေတကူရဲထွက်ခွာလာခဲ့ပါတော့တယ်လမ်းမောင်မှာစောင့်ဆိုင်နေတဲ့တစ္ဆာရှိတပ်ဖွဲ့ဝင်တွေကလက်ရှိယာယီနန်းတော်ရှင်ချင်းဦးတောက်ဟာစူးချန်ရဲ့ငကားဝိညာဉ်တပ်ကိုလူယူပြီးကမ္ဘာအထွတ်ထိပ်တိုင်းပညာရှင်ဖြစ်ဖို့ကြံစည်နေကြောင်းသတင်းပို့ကြပါတယ်ချင်းဦးတောက်အရင်ကငါကယ်တင်ခဲ့တဲ့တောင်ရန်စားတောက်သူဟာအခုတော့တခင်းကိုပြန်ကြိုက်ဖို့ကြိုးစားနေပြီပေါ့သူတွေ့ကျင်နေမှတော့ငါကိုယ်တိုင်တွားတွေ့ပေးရတာပေါ့အမိန်ပေးလိုက်စမ်းငါအပေါ်တစ္ဆာရှိတဲ့ငကားဘရင်နန်းတော်ရဲ့တပ်ဖွဲ့ဝင်အားလုံးကိုချက်ချင်းစုစည်းစေဒီနေ့ငါကိုယ်တိုင်တစ္ဆာဖောက်တွေကိုအပြတ်ရှင်းမယ်တိမ်ဖုံးနေတဲ့မော်ရှန်6ကန်းပါထိတ်မှာရှင်ဦးတောက်နဲ့တစ္ဆာဖောက်တပ်ဖွဲ့တွေအပြည့်စုံနေရာယူစောင့်နေကြပါတယ်စူချန်မင်းနောက်ဆုံးတော့ရောက်လာခဲ့ပြီပေါ့မင်းရဲ့ငကားဝိညာဉ်တက်ကိုအေးအေးဆေးဆေးပေးရမယ်ဆိုရင်မင်းရဲ့အသက်ကိုချမ်းသာပေးနိုင်သေးတယ်ရှင်ဦးတောက်ငါမကယ်တင်ခဲ့ရင်မင်းလမ်းဘေးမှာတေးနေရကြာလာပြီအခုတောင်ပပစုံလာတော့တခင်ကိုမေ့ပြီးကျေးဇူးကမ်းနေပြီပေါ့ပေးခဲ့တဲ့အရာအားလုံးကိုပြန်သိမ်းရမယ့်အချိန်ပဲမရိုင်းလာကြည့်လားကဲလန်းနာကိုညင်းပယ်နေမှတော့တေးလန်းကိုရွေးချယ်လိုက်တာပဲအကုန်လုံးတက်ပြီးသူ့ကိုတက်ပစ်ကြစမ်းရန်သူစစ်တီရာပေါင်းများစွာကဓာတ်တွေကင်ဆောင်ပြီးအပြင်းထန်ပြေးဝင်တိုက်ခိုက်လာချိန်မှာစုချမ်းဟာတင်းငိမ်စွာနဲ့ရွှေရောင်နဂါးစွမ်းအားတွေကိုခန္ဓာကိုယ်အနှံ့ထုတ်ဖော်လိုက်ပါတယ်မိုးကြိုးလျက်စီးတွေနဲ့အတူအေယာမရွှေနဂါးကြီးပေါ်ထွက်လာပြီးအားကောင်းလာတဲ့စွမ်းအားလိုင်းတွေကြောင့်ရန်သူစစ်တီအားလုံးတပြိုင်နက်တည်းလွင့်စင်လဲကျတေဆုံးသွားခဲ့ရပါတယ်စုချမ်းဒီလက်ဝါးချက်နဲ့မင်းရဲ့ကျေးဇူးကိုအပြတ်ချီပြီးမင်းကိုတပ်ပစ်မယ်တေးပြီးတော့ချင်းဦးတောက်ကအစွမ်းကုန်စွမ်းအားသုံးပြီးပြေးဝင်တိုက်ခိုက်လာပေမဲ့စူးချန်ကရွှေအောင်လက်ဝါးတစ်ချက်နဲ့အသားရတန်းပြန်တွန်းထုတ်လိုက်တဲ့အခါကမ်းမထိပ်မှာကြီးမားတဲ့ပေါက်ကွဲမှုကြီးဖြစ်ပေါ်သွားပါတယ်ငါအစွမ်းကုန်စူးစမ်းခဲ့တာတောင်မင်းရဲ့လက်ဝါးချက်ကိုတော့မခံနိုင်ပါလားစူးချန်ကရှုံးနိမ့်သွားခဲ့ပါပြီမင်းရှုံးနိမ့်တာတိုင်းပညာကြောင့်နေမဟုတ်ဘူးလူစိတ်ပြောက်ပြီးမတရားတဲ့လောဘကြောင့်ရှုံးတာပါနဂါးဘရင်နန်းတော်ဆိုတာညီကိုရဲ့အသက်နဲ့တိဆောက်ထားတာဖြစ်တယ်နဂါးဘရင်နန်းတော်ရဲ့တပ်ဖွဲ့ဝင်တွေအားလုံးအပြည့်စုံရောက်ရှိလာပြီးအစစ်မှန်နဂါးဘရင်စူးချန်ရဲ့ရှေ့မှောက်မှာညီညီညာညာဥညွတ်ခစားအယိုသေးပြုတ်ကြပါတော့တယ်အပြစ်သားချင်းဦးတောက်ကိုထောင်သွင်းအကျဉ်းချပြီးတဲ့နောက်စူးချန်ဟာနန်းတော်အာဏာကိုအပီးတိုင်ဆွန့်လွတ်ကာတာမန်အယက်သားဘဝနဲ့နေထိုင်ဖို့ရက်ွက်ဟောင်းလေးစီပြန်လာခဲ့ပါတယ်အိမ်ရှိမှာမုံလုံနေတဲ့စူးချန်ကိုဖခင်ကြီးကအိမ်ထဲကနေလှမ်းခေါ်ပြီးမုတ်ဖက်ထုတ်တွေအတူတူထိုင်လို့ဖို့ပျော်ရွှင်စွာခေါ်ယူလိုက်ပါတယ်အဖေကြီးလာပါပြီဗျာအဖေနဲ့ညီမလေးအတွက်အကောင်းဆုံးကူညီလုပ်ပေးပါမယ်ဖခင်ကြီးနဲ့အတူမိဖို့ကြောင့်ထဲမှာမုတ်ဖက်ထုတ်တွေပြုတ်ရင်ညီမလေးကလည်းနှစ်သိကူးမင်္ဂလာစာရန်အနီရောင်လေးတွေကိုတကားဝမှာပျော်ရွှင်စွာကပ်နေခဲ့ပါတယ်မွေးကြိုင်လာတဲ့မုတ်ဖက်ထုတ်ပူပူလေးတွေကိုစပွဲပေါ်မှာအတူတူထိုင်စားရင်ဖခင်ကြီးကသားနဲ့သမီးကိုဝအောင်စားကြဖို့မေတ္တာအပြည့်နဲ့ရီမောပြောဆိုနေပါတယ်သွေးစွန်းတဲ့တိုင်းလောကရန်ချွေးတွေကိုချေမုန်းပြီးနောက်စူချန်ဟာမိသားစုနဲ့အတူအေးအေးချမ်းချမ်းပျော်ရွှင်စွာနေထိုင်သွားပါတော့တယ်